ပြီနော်ခေတ်တမိုင်းကိုဒုံဆိုင်မှုတူနေတာတဲ့ကြည့်ကြတော့ဗျာအစားဆုံးကြည့်တာပေါ့နော်ဟုတ်တယ်ကျွန်တော်ကြည့်ရရင်သိတယ်ဒါကအဲ့ဒီအချိန်ကမျက်ရည်ချဖို့ကောင်းတယ်လူငယ်လေးတွေကျောင်းတန်းမဲ့အကျွယ်လေးတွေဘောမေးကိုင်မဲ့အကျွယ်လေးတွေဒုတ်တွေကိုင်ဓာတ်တွေကိုင်ပြီးတော့မှခနာဖို့ကောင်းတယ်အဲ့ဒီအချိန်ကိုကြည့်လို့ရှိရင်မျက်ရည်ကျတယ်ဝမ်းနေပူတယ် မင်းတို့ပြောရလေ ဘောမတွေတုံ့ပြန်မှုတွေကတော့ဒါတော့ကြည့်နော်အစ္စလာမ်ဘာသာဝင်တရားမပေါအောင်နော်ရုံးပြန်ကိုလုံးဗုဒ္ဓဘာသာမှာလို့မျိုးတွေ ရုံးကလည်းချင်းတိပြီးတော့ပါတွဲစဉ်းစားလို့တခါကျရင်စဉ်းစားရတယ်မှာဘာဖြစ်လို့ဒီဗုဒ္ဓဘာသာဗမာလူမျိုးကမွတ်စလင်တွေလို့နေရတဲ့ရင်တော်တော်အမှန်တကယ်သူတို့မုံဝါမှာကသူတို့အထဲကသူတို့ထဲကအတွင်းရန်သူမုံဝါမှာဟုတ်တယ်မလားအခုကတော့ကြောင်းမြန်ဖြစ်နေဘာမှအပြစ်မရှိတဲ့မွတ်စလင်အစ္စလာမ်ဘာသာဝင်တွေလိုက်မုံနေကြတယ်နော်အမှကျွန်တော်ထင်တာလည်းအဲ့ဒါက brain wash လုပ်ခံတာနော် brain wash လုပ်ခံတာဘုံကြီးလည်းပြောမှာပေါ့လေမွတ်စလင်ကတ်မွတ်စလင်ဟောင်းဘာဖြစ်လဲအရှင်ဘုရားဘာဖြစ်လို့လဲမမင်းနဲ့ဘာမမင်းနဲ့ခိုင်းတာပဲလို့မွတ်စလင်ဟောင်းမွတ်စလင်ကိုက်အဲ့တော့သူတို့မှလည်းဘာမှမစဉ်းစားတော့ဘူးလားဘာမှမစဉ်းစားတော့ဒီကောင်တွေကတကယ်ကြည့်လေမြန်မာနိုင်ငံကိုခေတ်ဆက်ဆက်တစ္ဆာဖောက်နေရလဲဗုဒ္ဓဘာသာဗမာလူမျိုးပဲမြန်မာနိုင်ငံပေါ်မှာမြန်မာနိုင်ငံတရားစာတွေရောင်းစားရလဲဗုဒ္ဓဘာသာဗမာလူမျိုးပဲနော်တိုင်းပြည်ကိုဘုံတွေကျဲနေတယ်ဗုဒ္ဓဘာသာဗမာလူမျိုးပဲဟုတ်တယ်မလားခေတ်ဆက်ဆက်ဗျာခင်ဗျဘယ်ခေတ်ကိုကြည့်မလဲဘယ်စနစ်ကိုကြည့်မလဲအကုန်လုံးစနစ်တကျဖြတ်စည်းနေအားလုံးဗုဒ္ဓဘာသာဗမာလူမျိုးတွေဟုတ်တယ်ဟုတ်လားဒါရုပ်ရှင်ဇာတ်လမ်းအစထင်တယ်ဆိုတော့ကျွန်တော်ဂိမ်းမှာရက်မယ်ဗျာပုံမှန်အတိုင်းပဲဂိမ်းမှာရက်လို့ရှိရင်တိကျမှပုံနေစစ်မယ်တိကျမှအဲ့လိုနေရာမျိုးဗုဒ္ဓဘာသာဗမာလူမျိုးဆိုရင်လည်းကန်ကောင်းတယ်အစ္စလာမ်ဘာသာမျိုးဆိုလို့ရှိရင်ငွေညစ်ပြီလားမိမပုံနေရဟိုလိုဖြစ်တယ်ဒီလိုဖြစ်တယ်သိရမလားမီးရထိုးကြည့်မယ်သိရမလားအရင်တော့မီးထိုးတဲ့စနစ်ပဲရှိတာလေအခုဆိုလို့ရှိရင်တော့သူတို့ဖုန်းတွေပါဆက်ပြီးကြည့်မှာပေါ့ကြမှာဒီမပုံနေအစ်စ်လားပါညာဆိုတော့ဒါတို့ရုပ်ရှင်ရိုက်တယ်ဆိုတော့ဗျာနေပါအကောင်လုံးပြအောင်ပေါ့သိရမလားဘာမှမစစ်ဘူးပေါ့အပုံမှန်စစ်တယ်အသေးစစ်တာသိရမလားနေပါဒီ driver နဲ့စကားတွေနီးလို့ရှိရင်လေတကားလုံးစစ်driver မလုပ်ပါနဲ့ဗျာကျွန်တော်ခရီးတော့ကြာနေပြီးခရီးတွေလည်းခီးပန်းနေပြီးလွတ်ပေးလိုက်ပါညာဆိုလို့ရှိရင်လည်းတောင်းတချို့ကောင်တွေကအရိုင်းနေလုံးဝမရဘူးတဲ့မင်းကားဖို့အကုန်စင်းမင်းသူကအိတ်မချစစ်တာတော့ဟုတ်ကလားကျွန်တော်မကြည့်ရသေးဘူးမကြည့်ချင်တာပြသိတယ်မလားသိတယ်လေဘာဖြစ်မယ်ဆိုသိတာပြမှာကိုလုံးတန်စလိုင်းနေခံပြီးနေပြမှာကျွန်တော် PDF တွေကိုတဲ့မှာမကောင်းစိတ်ကပ်ဒါကတော့အခုတည်းလောက်တာမဟုတ်တော့ဒါအရင်တည်းကနော်တမတော်နေတွေပါလာပြီဆိုလို့ရှိရင်လေမြန်မာနိုင်ငံမှာသိတယ်မလားရုပ်ရှင်တွေရိုက်မယ်ဒီမှာကွာ line ပေါ်မှာလည်းတည်င်းတွေကစုံနေတာပဲငါတို့ပြန်လာတဲ့လန်ကီလည်းဘာမှမဖြစ်ပါဘူးအဲ့ငါတို့ပြန်တဲ့လန်ကီကဂိတ်တစ်ခုမှအောင်ချနေကြတယ်